10 နှစ်ကိုသိတာဟာလားဘောတော့လည်းငါပြောရတယ်မလားလာမယ်10 နှစ်ဆိုတာနော်ဆန်းတော်ကြတယ်ပြကြလိမ့်မယ်ဒါတော့ဒီကိုင်းဒီညခင်နဲ့လည်းမဆိုင်ပါဘူးမင်းနဲ့လည်းမဆိုင်ပါဘူးဆရာကြီးနဲ့လည်းမဆိုင်ပါဘူးဘလူးနဲ့မှမဆိုင်ပါအဲ့ဒါဆိုင်ဘလူးနဲ့ဆိုင်ပါအကုန်လုံးနဲ့ဆိုင်ပါဟမ်တိုင်းဒီကဘာလုံးနဲ့ဆိုင်တဲ့လူသားမှန်နဲ့ဆိုင်တဲ့ပညာကိုခေါ်လိုက်ပဲလုံးမယ်မကြမ်းပါနဲ့ငါပဲ150လောက်နေပြီးသေသွားပြီးတဲ့နောက်မင်းတို့လည်းလုံးမယ်မကြမ်းပါနဲ့စကားကိုတော့ပေါအောင်ပြောမင်းတို့ငါမှားခဲ့မယ်ဒီမလုံးနဲ့စကားတော့တရားပါဟမ်တိုင်းပေါ်အင်းကြီးတော်ဝိဆရာမရှိတဲ့ဘဝတုန်းကတော့လူပြင်မှာပြောနေတာပဲအခုပြောသွားနေကြပါကွာကိုတပည့်ရဲ့ကိုမင်းတို့မနေသေးဘူးလားအနေသေးသေးသုတောင်းဒါတော့ဟုတ်တယ်မလားသာယာအောင်သုတောင်းအမျိုးသာယာအောင်သုတောင်းဘာသာသာယာအောင်သုတောင်းတိုင်းပြည်သာယာအောင်သုတောင်းနော်အဲ့လိုဆရာအစ်စ်ကဆရာအတုလုပ်တဲ့အလုပ်ငန်းမျိုးလုပ်လိုက်ကြတဲ့လူဒီမင်းတို့ရှင်းရှင်းဘလူးစီမလိုက်မချာနဲ့ဘိုးတော်ဟန်ရဲ့တပည့်ဒါကြောင့်မလို့ဆိုရင်ကြော်ဂိုင်းတွေကဘိုးတော်ဟန်ရဲ့တပည့်မမှန်ဆိုင်လဲကတ်မှာပဲမဆိုင်ဘူးပဲစိသူများဂိုင်းကိုမပြောနဲ့ဒါတော့တို့သားဖားတွေလက်ထဲမှာရှိတဲ့ဆေးတော်နဲ့ဂိုင်းတော်ကိုမပြောက်ပြအောင်ထိုင်းဖို့သားလင်းတို့မှတောင်းရှိတယ်တို့လိုအဖွဲ့မျိုးတွေပြက်ပြက်ကုန်မပြက်နဲ့ဒါအရေးကြီးအဓိကအဲ့ဒီအဆင့်ကိုရောက်ဖို့ပြဂိုင်းရပြီးတော့အထက်ကအမိန့်ကြပြီတဲ့အဲ့ဒီဆရာကြီးကသူသင်ပေးလိုက်တဲ့တပည့်ကိုပြောတယ်မဆုံးနဲ့ပြောပါကြရဲ့တဲ့အထက်ကအမိန့်ကြရင်လေအဲ့တော့ပညာ80ရှိသွားပြီတဲ့မင်းတို့အထက်ကအမိန့်ကြလာပြီတဲ့ဘာအမိန့်လဲဆိုတော့ငါ့အိမ်မှာရှိတဲ့ဘိုးတော်မင်းလာထိုးပြရမယ်ဝဲလေသဒ္ဒအဝေးဟမ်အဲ့ဒါလေးပြည့်အဲ့ဒီတော့ကြောင့်မလို့ဒီလိုပြောကြတယ်ဘာလို့တော့ကြပါဒီကကျိုးရဆလာနော်အဲ့ဒီကိစ္စလေးမှတ်ထားပါဒါဖြင့်ဘယ်လိုတရားကိုအခြေခံပြီးတော့ဟောပြမလဲလို့စိတ်ကူးတယ်ဒီကျေငါ့ကိုမလို့မထင်တော့အဖေလည်းဘယ်လိုဖြစ်လာလဲမသိဘူးတရားတွေပါလေဟောလို့မလုပ်နဲ့ဒီတရားလေးဖြင့်ပြောပြစေဟောပြစေနော်လာလာအဲ့ဒါရတယ်လေပြန်ကြမှာငါကျန်တယ်မသိတာဟောနေပါလာဟိုတင်းနေတယ်ကနေစဉ်းစားပြီးတော့ဘုရားဟောတရားတော်တွေကကောက်နှုတ်ပြီးတော့ဘုရားဟောပါဠိတော်ကိုရုပ်ပြီးဟောပြန်လဲမင်းတို့လည်းဘလို့မှနားလဲမှာမဟုတ်ဘူးမင်းတို့နားတယ်ဆိုတော့ငါလည်းနားမလဲဘူးဒီလိုပြောပါစကားပြောကိုဘာသာနဲ့ကိုပြန်ပြောပါကိုသူများထင်ကြည့်အောင်ဒီတနာပြီးရောဘတိအောင်နေတာပြီးရောဘတိမလုပ်ပါနဲ့အဲကြောင့်ဖောက်ပြန်တယ်အပူကြောင့်ဖောက်ပြန်တယ်တခါလည်းပြောရမှာနော်မဟာဝကတန်ရုပ်ပါဠိတော်သောတာပတ္တိတန်ရုပ်ဝေလူဒွါရဝက်မှာတရားဟောတာရှိယဟန်ညာနဲ့အတူဒီတရားလေးကိုပြကျင်တာတပြည့်မဟုတ်သူတိုင်းအိမ်လိုက်ပြောတယ်အသက်ရှည်ကြမှာလေအေးငါလည်းမင်းတို့ကိုရှည်ချင်တာပေါ့လို့ဘယ်လိုဖြစ်ဖြစ်ရှည်ရတာပေါ့လို့ဟုတ်လားအဲ့တော့မင်းတို့လည်းငါရှည်ချင်တယ်ငါလည်းမင်းတို့ရှည်ချင်တယ်အသက်ဒီရှည်နဲ့စစ်ခင်ခင်နဲ့နောင်တဘွားသိတယ်ဒီဘောကွာအဲ့ဒါငါထွဲဖို့စကားမှာကုသကံကောင်းလို့ဖြစ်သွားရင်တောက်ကြီးကသိကြောက်တယ်အဲ့တောက်ကြီးတွေမှာဒါဖန်ကိုအလေးကြီးကောင်ပါလာမှာလေဟောလက်ခံမှာမဟုတ်ဘူးနော်ဘယ်ဟုတ်ပါဖနာတယ်ရောက်တာဒီဘက်နေရာမှာဖနာတော့တာငါကျင်းတယ်ဒီကိုညောင်မောင်နှမချင်းသူ့ဝေးရဌာနမှာဘာဖြစ်လို့ဖနာပြောနော်လာလိုက်မယ်နောက်ပိုင်းဗိဒ္ဓအဲ့ဒီမဟာဝက်ကတန်ရုပ်ပါဠိတော်သောတာပတ္တိတန်ရုပ်ဝေလူဒွါရဝက်၌ဘုရားဟောတော်မူခဲ့တဲ့အကြောင်းလေးကိုသင်ပြပါရစေယဟန်နဲ့အတူမြတ်စွာဘုရားသခင်ကိုရမြတ်ဟာဘောဓရာတိုင်းကိုဒေသသာစီတွတ်ချတော်ဘောဓရာတိုင်းကိုဒေသသာစီတွတ်ချတော်မူတော့ဝေလူဒွါရဆိုတဲ့ပုံနာရွာတရွာရောက်ပါဝေလူဒွါရမှာရှိတဲ့ပုံနာတွေအားလုံးဟာအမှန်တန်ချမ်းသာကြတယ်အမှန်တန်ပြေဝကြမြတ်စွာဘုရားသခင်ကိုရမြတ်
ကောသလတိုင်းကနေပြီးဒေသစာကြီးကြွချီတော်မူတယ်လို့ကြားတော့ဝေလူသွားရရွာရှင်းတယ်လူအားလုံးကဆွေးကြိုပြီးတော့တခါလဲခရကိုပြင့်ပြီးပြင့်နေတာနေရာမြတ်တို့အရှင်ဘုရားတရင်လုံးတော်မှာဗျာတပည့်တော်တို့ဝေလူသွားရရွာသားတို့ဒီဒီလားသူတောင်းမယ်မားတွေသမီးတွေနဲ့အစုံလင်းအတူတူနေကြမှာလေဗျာဟမ်ဒါနာသူဖြစ်နေတာတွေကိုဘုရားကိုကြောက်တာဘုရားခွင့်ပြုတယ်ဘုရားအကျင့်ပေးတယ်မားတွေသမီးတွေနဲ့အတူတူကြောက်ရွှင်ရွှင်နေကြကြပါလေဗျာနော်ကာသီတိုင်းတစ်နန္တာအလုံးတို့ကိုလိမ့်လို့ပါလေဗျာအခုကနေ့ဆိုရင်တော့တို့ကနိုင်ငံခြားရင်မိုးတွေနဲ့ပေါ့ကွာဂုံသာတို့ဘာလို့လဲဆိုလို့သိမ်းခိုင်းနေတယ်ဗျာဒီလိုလျှောက်နော်အဲ့လိုနေပြီးအားရအောင်လူပြင်မှာဝအောင်သိစိန်ချမ်းသာနဲ့နေပြီးလို့ရှိရင်လည်းဗျာတတိတော်မတို့ဒီတဲ့သေသည်တမလွန်ဘဝကြာရင်တဲ့နတ်ပြည်ကိုလည်းရောက်ချင်ပါလေဗျာတဲ့ဝယ်လေးမဆုံးဘူးပါလေနော်ပြောချင်တယ်အတူတူပါလေဒါဖြစ်ချင်တာဟုတ်ပါဖြစ်ချင်ဖြစ်တတ်တဲ့အကျင့်ကိုကျင့်မှာဖြစ်မှာပေါ့နော်အဲ့တော့ဘယ်လဲနတ်ပြည်မှာနေကြပါလေဗျာတဲ့ဆိုတော့ဗျာရှင်းသားတော့တရားဓမ္မပေါင်းလို့ငါဗျာသင်တို့အားကိုချင်းစာတရားဟောမယ်တဲ့ကိုချင်းစာတရားရှင်းနိုင်ရင်သင်တို့ဆန္ဒပြပါလိမ့်မယ်အဲ့ဒီမှာကိုချင်းစာတရားဟောတယ်နော်ဘာမှဆန္ဒမဟုတ်အခုလို့ပဏာမရှိပြောလိုက်တော့ဘာတွေများပြောမလဲလို့နားအဆွင့်နေဘာမှဆန္ဒမဟုတ်တို့လက်ထဲမှာရှိတဲ့အကျင့်တရားတို့ဖွင့်ပြီးသောက်ခဖွင့်ပြီးမသုံးလို့နော်ပထမဆုံးဘုရားဘာပြောလဲငါ့ကိုသတ်ရင်ငါခံနိုင်မလားတဲ့ငါ့ကိုသတ်လို့ငါသည်အသိရှင်နေခြင်းနဲ့ချမ်းချမ်းသာသာနေခြင်းနဲ့ငါ့ကိုသတ်ရင်ငါမကြိုက်ငါ့ကိုသတ်လို့ငါမကြိုက်တယ်လို့သူလည်းပဲအသက်ရှင်ခြင်းနဲ့ချမ်းချမ်းသာသာနေခြင်းမှာပဲသူလည်းပဲကြိုက်မှာမဟုတ်ရောသူမှမကြိုက်ပဲငါမကြိုက်တဲ့သူ့အသက်သတ်ခြင်းဖြင့်သူ့ကိုငါဘာဖြစ်လို့သတ်ရမှာလဲလို့နံပါတ်1ဟောလိုက်တာနောက်တစ်ခုငါပစ္စည်းတွေအလုံးခိုးရင်ငါမကြိုက်တယ်လို့သူ့ပစ္စည်းတွေခိုးရင်လည်းသူကြိုက်မှာမဟုတ်ဘဲနဲ့ဘာကြောင့်မလို့သူ့ပစ္စည်းငါခိုးရမှာလဲဘာဆန်းဟမ်ငါမယားကိုသူကျူးကျော်စော်ကားတယ်လို့သူမယားငါသွားကျူးကျော်စော်ကားလဲကြိုက်မှာမဟုတ်ဘူးသူမကြိုက်တယ်လို့ငါလည်းမကြိုက်ငါမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူမယားငါစော်ကားကျူးကျော်ရမှာလဲဒီလိုပြောပါဒါမှသဘောပေါက်လားနော်ငါ့ကိုအကျိုးပြက်အောင်ဟာငါ့ကိုအကျိုးစီးပွားပြက်အောင်မဟုတ်မမှန်ပြောဆိုခြင်းကိုငါမနစ်ပဲသူလည်းပဲအကျိုးပြက်အောင်မဟုတ်မမှန်ပြောဆိုခြင်းကိုသူမနစ်ပဲသူမှမနစ်တဲ့ပဲငါမှမနစ်တဲ့ပဲငါမနစ်တဲ့အလုပ်ကိုဘာဖြစ်လို့သူ့ကငါလိန်လီပြက်ပါပြီးအကျိုးပြက်စီအောင်ပြောရမလဲဒါကိုရှင်းတာတရားပဲနော်ငါ့ကိုဂုံးတိုက်လို့ငါညီကိုမောင်နှမနဲ့ကိုယ်ငါမိတ်ဆွေတွေနဲ့ကိုယ်ငါဆရာတွေတပည့်တွေနဲ့ကိုယ်အောင်ငါ့ကိုသူဒီလိုဂုံးတိုက်တာငါမကြိုက်တယ်လို့သူ့ကိုလည်းငါသွားပြီးဂုံးတိုက်ရင်သူကြိုက်ပါမလားသူမကြိုက်သူမှမကြိုက်ပဲငါမကြိုက်တဲ့ငါမကြိုက်တယ်လို့သူမှမကြိုက်ပဲသူ့ကိုငါဘာဖြစ်လို့ကိုယ်ပြအောင်ဂုံးတိုက်ရမှာလဲလွယ်လေးပဲဒါဖျားဟောနော်ငါ့ကိုပြန်တန်ဆယ်ရီပုတ်ခတ်ပြောဆိုခြင်းကိုငါမကြိုက်တယ်လို့သူ့ကိုကြမ်းတန်ဆယ်ရီပုတ်ခတ်ရင်လည်းသူမကြိုက်ငါမှမကြိုက်ဖ ೇನೆ သူ့ကိုဘာဖြစ်လို့ကြမ်းတန်ပုတ်ခတ်ဆဲဆိုရမှာဗလဲအဲ့ဒီညာလေးကြမ်းတန်ပုတ်ခတ်ဆိုလို့အင်္ဂါနှစ်ပါးနဲ့ညီရင်အပယ်ကျစေတတ်တယ်အဘိဓမ္မထပကသနီမှာပါတဲ့ပါဠိလေးတော့မလွဲမဆောင်တာလို့ရွတ်ကြလိုက်နော်မေ့အောင်မေ့သဗ္ဗဝါစာဆိုတာကျမ်းရုပ်အောင်ပြောတာအတိတ်ပဲအားဖြင့်မင်းကိုမလိုတဲ့စိတ်နဲ့ငါကြည့်ပြီးတော့ဟဲ့တော့တန်းရောအဲ့လိုငေါ့လိုက်တာဆဲလာခင်ဗျမင်းနှမဆဲမှာဆဲမဟုတ်ဟိုလူကြီးကဘာကြီးမှမသိဘူးဆဲလာပါလားလူတစ်ပတ်သားစိတ်အနောက်ရှက်ဖြစ်အောင်ပြောဆိုခြင်းလီကျမ်းတမ်းခြင်းလီဆဲရခြင်းလို့ခေါ်တယ်အခုကငါနဲ့ကြိုင်တော့မှဆဲရအောင်ဝင်
အဲ့ဒါမှရင်ကျေးမှုတွေထုတ်ကုန်နော်အဲ့တော့အတ္တနံပိပရံပိသုဒ္ဓကရောတိတိသုဒ္ဓအတ္တနံပိမိမိကိုယ်ကို၎င်းနဲ့ပရံပိသူတစ်ပါးကို၎င်းနဲ့မိမိကိုယ်ကိုမိမိဖြစ်စေမိမိကသူတစ်ပါးကိုဖြစ်စေကျမ်းတမ်းခက်ထန်သောစကားပြောမိရဲ့နဲ့အဘိအခုလည်းပြောတယ်ဆဲရမိရဲ့နဲ့အဲ့ဒီအင်္ဂါနှစ်ပါးနဲ့ညီသွားလို့ရှိရင်အပယ်ကြစေတဲ့အဘိဓမ္မာပကပရိနာဘုရားခေါ်တာဒီလားဘာမှအလုပ်တစ်ခုလုပ်တယ်ဆိုတော့အခုပစ္စည်းလောက်လာဟာမကြတယ်ဆွတ်ဆက်ဆုပ်ပြီးတော့ဒေါသဖြစ်လိုက်တဲ့ကံဟာအဲ့ဒါအပယ်ကြစေတဲ့ကံပဲအဲ့မတန်အဘိဓမ္မာသဘောနဲ့ပြောရင်ကြောက်ကြကောင်းတယ်နော်အဲ့ဒီကိုကျင်းတရားတွေဘုရားဟောပါတယ်ငါကျမ်းတမ်းလို့ငါမကြိုက်တယ်လို့သူမကြိုက်ရင်သူ့ငါဘာဖြစ်လို့ကျမ်းတမ်းဆဲကိုပုတ်ဆိုမလဲနောက်ကိုအဆမ်းမပါတဲ့စကားအသင်းစကားအကုသိုလ်များမဲ့စကားမျိုးငါလာပြောတယ်လို့ငါမကြိုက်တယ်လို့သူ့ကိုလည်းအဆမ်းမပါတဲ့စကားအသင်းစကားအကုသိုလ်ဖြစ်မဲ့စကားငါဘာဖြစ်လို့ပြောရမလဲဘုရားဝိဒွာရဇွာသားပုံနာဟောတယ်နော်နောက်မြတ်စွာဘုရား၌လဲဂုဏ်တော်ကိုတွေးမတွေးမဝေယုံကြည်ကြမြတ်စွာဘုရား၏ဂုဏ်ကိုလေးလေးစားစားသံဃာမရှိမတွေးမဝေယုံကြည်သက်ဝင်မြတ်စွာဟောတော်မူသောတရားတော်ကိုလည်းမတွေးမဝေလေးလေးစားစားယုံကြည်သက်ဝင်သံဃာတော်အရှင်မြတ်များကိုလည်းလေးလေးစားစားသံဃာဂုဏ်ကိုပို့အောင်မတွေးမဝေသက်ဝင်ယုံကြည်တယ်နော်အရိယာတို့နှစ်သက်တဲ့အရိယာတို့နှစ်သက်တဲ့တရားကိုလည်းမကြောက်မပြောက်မကြားအောင်ဆောက်တည်ကြတယ်အဲ့ဒီကျင့်ဝတ်တွေနဲ့ခါတိုင်းကောင်သောလူသားတို့ဒီအဲ့ဒီကျင့်ဝတ်တွေအပြည့်အစုံအကယ်၍တည်ဆုံပြီးပြန်လာနော်ဒီလိုတည်ကျင်တဲ့အင်္ဂါညီစီနဲ့အမြငရဲတိရစ္ဆာန်ပြိတ္တာအပေကယ်အစရှိတဲ့အပေလေးပါတကားပိတ်၍ဘောတာပန်ဖြစ်ပြီလို့မှတ်တော်တဲ့ငါအပေဘယ်တော့မှမကြဘူးလို့မှတ်တော်တဲ့အဲ့ဒါဘုရားနော်ဘုရားဟောလိုက်တဲ့အတူတူဖြစ်ချင်တဲ့လူတွေကိုဘုရားဟောပြတယ်အတူတူဖြစ်ချင်ရင်တို့ကအဲ့ဒီတရားတွေစောက်စောက်ဖို့လောပြီးအဲ့လိုကိုနော်ဒါကြောင့်မဟာဝကသံယုတ်ပါတော့သောရပတိသံယုတ်ဝေလူဒွါရဝက်မှာဘုရားကိုယ်တိုင်ဟောတဲ့အဲ့ဒီတရားကပါအဲ့ဒါသူတော်ကောင်းတွေကျင့်ကြံအားထုတ်သွားမယ်တရားလို့အခုပြောလိုက်တဲ့ထဲမှာဘာတွေများခဲခဲရဲဘာလို့လဲအဲ့ဒါကြောင့်တကယ်ဂိုင်းကောင်းဂိုင်းမြတ်တော့ရပြီဆေးကောင်းဆေးကောင်းတော့ရပြီကိုယ်ဟုတ်ကဲ့ဟုတ်ကဲ့နာဟယ်လိုမသိကြလားရနည်းနည်းဘာလဲနည်းနည်းဒီကနေတွေ့ပါလားအောက်ကစားမရတူညီပါဆမ်းပါအဲ့ဒါနဲ့ပါဘာလဲဘောအဲ့တွေ့ပါပြီဆေးကောင်းလည်းရပါပြီတို့သားပါတယ်တို့မိတ်ဆွေသင်္ကညီကောင်မောင်နှမအားလုံးတို့ကိုယ့်ချင်းတွေကိုဖျောက်ကြပါတော့ကိုယ့်ချင်းတွေမဖျောက်ရင်ဖြင့်လာမယ့်10နှစ်ကိုပရိစ္ဆာနော်လာမယ့်10နှစ်ဆိုတာ3လရှိပြီကိုမှလည်းပြောတာအခုပြီးရတဲ့အဖေဟန်ထွက်သွားတဲ့90မှာထွက်တယ်90မှာထွက်တယ်ဟုတ်လား90မှာထွက်တယ်80ပြည့်တဲ့နေ့10နှစ်ရောက်10နှစ်မြောက်တဲ့နေ့အဖေဟန်ရဲ့ရုပ်လုံးကြီးထပေါ်ပြီးတော့ဆိုတော့ဒါဖြင့်တို့ဆရာတပည့်တွေမြတ်ခင်ဆိုတဲ့ဒီဖန်ကလုံးနဲ့ဆရာတပည့်သားအဖတစုတို့ဒီအဘေဟန်ထွက်ပြီးပြီနောက်9နှစ်တိုင်တိုင်ပညာသူညီကိုအားလုံးတို့နဲ့အတူလုပ်ခဲ့ရပါမင်းပါသေးတယ်မလားအဲ့တော့နော်အဲ့လို9နှစ်တိုင်တိုင်အားလုံးနဲ့သူ့ရဲ့ကြိုးစားခဲ့ပြီးပြီနောက်အချင်းလေးပေးခဲ့တဲ့အတွက်ဥဝံပါပါတယ်ဆရာကြီးဥဝံဆရာကြီးဥသောဆရာကြီးဥရွှေဆရာကြီးဥပခေနောက်ဆရာတော်အစရှိတဲ့ဆရာကြီးအားလုံးတို့ဆရာတော်ရဲ့ကျောင်းအောက်ထပ်မှာခေါ်ရ
အဲ့ဒီချိန်ကတော့သိမှလောက်ဆရာကြီးဦးမြတ်ခင်ရှင်းလာမဲ့နှစ်တွေကိုဦးစီးဆောင်ရွက်ဘိုးတော်ကိုကျင်းပမှာတော့လို့ဆိုပြီးတော့ဆရာတော်ကိုယ်တိုင်အားလုံးရဲ့ကိုစားအပ်လိုက်ဒါမှမှတ်တမ်းဝင်ကြနော်အဲ့လိုတော့ခိုင်ကျွန်တော်ကိုအကြရင်ဖြင့်နော်ခဏတို့တွေဘန်ကောက်တို့အင်းလေးတို့ဝစ်ပြီးတော့ကောင်းရတာထိုင်ရတော့ကျွန်တော်သားတွေမှာလုတ်အားတပုံကြီးရှိတယ်အဲ့ဒီငါးနှစ်လုတ်ခဲ့တော့လည်းငါတို့သားဖာတွေလုတ်ခဲ့တာပဲစလက်မဆုံးကျွေးတဲ့ကအုံးကြီးဆေးတာငါအောက်ပြားတယ်တဲ့တာငါမိမတွေကခိုင်းတာကိုမြတ်ခင်ကြီးတဲ့ခိုင်းတော့အောင်ကြီးတယ်တာအကောင်းမို့ကိုမြတ်ခင်ကြီးတဲ့ငန်းပြားရင်မရှိဘူးဆိုဘာနဲ့မှမပါဘူးတရားအဲ့ဒါနဲ့ညီညီနဲ့ငါးနှစ်တိလောက်လာပြီးသိနောက်တို့သားဖာတွေလက်ထဲကိုဆက်လိုက်ဆောင်ရွက်ပါတော့ဆိုတဲ့နှစ်ကစပြီးဒီပြီးခဲ့တဲ့ဆယ်ချိန်မြောက်ပွဲအထိဆိုတော့9နှစ်ကျော်မှာဒါရင်တို့သားဖာတွေရဲ့လှုပ်ရှားမှုတို့သားဖာတွေရဲ့ဆောင်ရွက်မှုဒီ9နှစ်တာကာလပဲရှိသေးတယ်ဟုတ်လား9နှစ်ပဲရှိတယ်နော်တို့သားဖာတွေလှုပ်ရှားရတာအဲ့ဒီ9နှစ်တာကာလလှုပ်ရှားလိုက်တဲ့ခရီးစဉ်လေးဘယ်၍ဘယ်လောက်ဘယ်မြတ်ရောက်နေပါလဲဒီလားအခုဆက်မှာဒီမန္တလေးမေမြို့လာရှိုးဒီဘောအောင်ပန်းအစရှိတဲ့အထက်မှာပြောလှက်လိုက်အောက်မှာပြောလှက်မော်လမြိုင်တို့ဘာလို့မော်လမြိုင်တို့ငါသိလို့ပြောချင်ကနောက်သွားမော်လမြိုင်သွားဟိုတင်းနဲ့တော့နေနေနဲ့သွားဟုတ်လားလေမော်လမြိုင်အကုန်မှဘူးကြီးငါကြောက်ကြတော့တုံးတာလို့ကိုဒီမှာဘာမှမပဲလေအဲ့ဒါအဖေအောက်ကထိုင်ရတာခင်ကျင်းနေပေါ့ကွာအဖေသက်သားပေါ်မှာထိုင်ရတာတဲ့မကောင်းဘူးတဲ့အဖေထိုင်လို့ကောင်းအောင်ဆိုပြီးတော့အောက်ကဘာလဲမသိဘူးခံတယ်ကွာအိစိနဲ့ငါအဖေထိုင်လို့ကျွန်မအားလုံးခင်းရတယ်ဆိုတော့ငါဝင်းတာလားပေါ့ကွာအော်ငါသမီးလေးတော်လိုက်တာလို့သိလားတော်တော်လေးထူတာကွာလက်လေးတလောက်သိလားတူအဲ့ဒါငါမသိဘူးထိုင်လာဟာဘယ်ခါကျော်တော့လဲရောက်တော့အဲ့ဒါလေးသောသောနဲ့လာပြီးလိုက်တာတော့ဟဲ့ပါလေလဲလို့ဆိုတော့ဒီကတလိမ့်ထားမှလေငါ့ကိုကြည့်လို့အောင်ပဲအမလေးအဲ့တော့ငါကြောက်တာဟာကောင်ဟိုကိုတော်နဲ့တွေ့ရင်တောက်တယ်ငါအောက်ကတွေ့ငါထိုးရမှာပေါ့ကွာတော်ပြီလို့နေတော့ဒီနောက်တာငါမလို့ငါ့ကိုနေမတင်းနေလို့တို့မလုပ်နဲ့လို့အဲ့ဒါငါကြောက်တာဟုတ်လားလက်တော့ငါကပ်ပြီးမောက်ကိုခိုင်းတာဟုတ်ကွာအမလေးကြောက်လုံးအဲ့ဒီလိုအဲ့ဒါကမှပြီးအောက်မှပြီးလှက်လိုက်တော့ရှင်းလိုက်ခဲ့ဘာလဲရှင်းလိုက်ခဲ့လဲလို့ဆိုတော့မင်းတို့သွားခြင်းနဲ့တိုင်းခိုင်ကိုသွားလိုက်ပါရွှေကျော်အဖွဲကဆရာကြီးဦးမြတ်ခင်နဲ့ပတ်သက်တဲ့တတိရှိလားခင်ဗျားတို့မေးလိုက်ဘယ်မျိုးမှမရှိတဲ့လူရှိတော့ဘယ်မျိုးတက်လက်ရှိနေဒီစားအနေနဲ့ဗျမင်းမျိုးကတော့စံပြပဲမန္တလေးမင်းမျိုးဘယ်လိုစိတ်အုံကိုတုံးနဲ့ထုတ်လိုက်လို့အဲ့ဒီလိုလှုပ်ရှားပြီးတော့ဗမာပြည်အထက်ဗမာပြည်အောက်မှာပြည်ကိုပတ်ချလိုက်တဲ့စိန်ခါမှာအဲ့ဒီလိုဗမာပြည်ကိုအနှံ့အပြားရှင်းကြောဂိုင်းစစ်နဲ့ဆစ်စစ်ရောက်အောင်ပို့နိုင်စွမ်းရှိတာဟာဒုသားဖာတွေကလှုပ်ရှားမှုပဲနောက်ဆွမ်းစားလန်ပြည်ကဒုစက်တို့ဗီတာတို့လာလိုက်တော့သူတို့ရဲ့လှုပ်ရှားမှုကြောင့်ပါကစ္စတန်အိန္ဒိယနဲ့ချိုင်းနာဆိုတဲ့တိုင်းပြည်တွေဟာတို့ငကိုတွေကရောက်ပြီးသားဒီပညာတွေဒီခလေးနှစ်ယောက်ကလှုပ်ရှားမှုကြောင့်ပြင်သစ်ရောက်သွားတယ်အီတလီရောက်သွားတယ်အနောက်ဂျာမန်ရောက်သွားတယ်ဆွစ်ဇာလန်ရောက်သွားတယ်ဒီလားဒီတော့ကဘာလိုပဲပြည့်စုံအောင်လှုပ်ဆော်လိုက်တဲ့ဒေါ်သားဖာရဲ့လှုပ်ချက်ပြီး9နှစ်ပဲရှိတယ်ဘယ်လိုကြာနာတော့လာမဲ့နောက်တစ်ချိန်အဖေကြီးဘုရားဟန်ရဲ့10နှစ်မြောက်ဆိုရင်ဒီသားဘယ်လဲဒီအတိုင်းညီညီနဲ့သွားကြရလာမဲ့10နှစ်မြောက်ဆိုရင်တို့ကိုယ်နေဆိုလူပါလိမ့်မယ်နဲ့အဲဒီလောက်ကျေပြန့်လာတဲ့အဖြစ်မျိုး10ချိန်မြောက်ကြရင်ဆိုရင်ကျော်ဦးမြတ်ခင်တို့သားအဖလို့ပြီးကြလို့မရဘူးဖြစ်သွားလိမ့်တို့လိုပဲတစ်ဖက်ကအမှန်ကန်နေလုပ်နေတဲ့လူတွေလည်းရှိမယ်မမှန်မကန်လုပ်နေတဲ့လူတွေရှိကြလိမ့်ဟုတ်တော့အဲ့ဒီ10ချိန်မြောက်ကြတော့ဗမာပြည်တပြည်လုံးနဲ့ကဘာမှရှိသမျှလက်ကဲဖဲတော့ဒိုင်းအစ်စ်စုစည်းလာတဲ့အချိန်ကမှဗန်လိုက်တုံးကြီးတစ်ပွဲဖြစ်လာလိမ့်မယ်ဒီကနေ့အဲ့ဒီဗန်လိုက်တုံးကြီးဖြစ်အောင်ပြုစုပြောတော်ဆောက်တည်ခဲ့တဲ့လူတွေဟာအော်တိုမက်တစ်ထွက်အောင်စကန်
ညံ့ကြလိမ့်မယ်နော်အဲ့လိုဆောက်တည်တဲ့ထဲမှာခုနပြောတဲ့အင်္ဂါတွေမညီရင်မှန်လိုက်တုံးကြီးဖြစ်အောင်ပြင်မှန်းခံစူးစမ်းခဲ့ပါရဲ့သားနဲ့မှန်လိုက်တုံးကြီးသပွဲရွှေကျော်အင်အားစုတောင်းတင်းလာတဲ့အချိန်ကမှမိမိရဲ့အကျင့်မမှန်လို့အနစ်ငါခံမိမဲ့ဂိတ်အဝင်မမှန်ရင်လန်သွားမှာဆိုလို့အဲ့ဒါတွေဆက်ပြောပါတက်ပြိတော့နော်အဲ့ဒါဆိုလမုန်းနဲ့ဆောင်းစားလိုက်တော့အဲ့ဒီဖြစ်မျိုးရောက်တယ်အဲ့ဒီခါရရင်နော်အဲ့ဒီဗန်လိုက်တုံးကြီးသပွဲအားစုကောင်းတဲ့တကယ်ကိုင်းတဲ့ကိုင်းမှဆေးဆေးဆိုင်မှန်ရှိရတော့ဆွဲဆောင်တဲ့အားရှိတဲ့ဗန်လိုက်တုံးကြီးလို့ဥပမာဒီအိမ်လုံးလောက်ဗန်လိုက်တုံးကြီးဒီနေရာမှာချထားလိုက်ပါလမ်းတိတ်မှာရှိတဲ့ဗန်ဒိုတန်စားတွေနေလို့ရပါအဲ့ဒီဥပမာများလို့ဝင်လာတဲ့ထဲမှာဘယ်သူတွေပါလာမလဲတကဘာလုံးဆိုင်တဲ့တင်ညာဖြစ်နေတဲ့အတွက်အဲ့ဒီခါကျမှမင်းတို့အစရွှေကျော်တို့အဖွဲ့ကိုဆဲနေတဲ့ကောင်ကြီးမင်းတို့မလာရဘူးလို့ဆိုရင်မင်းတို့ကြိုင်ကြလိမ့်မယ်မဆိုင်ဘူးဘယ်နဲ့လဲအောက်လန်းဆရာတွေဝင်လာလိမ့်မယ်အခုလည်းဝင်လိမ့်မလားအောက်လန်းဆရာတွေအောက်လန်းဆရာတွေတော့အဲ့ဒါတန်လိုက်ခေါ်တယ်အောက်လန်းဆရာဘာကြောင့်ဝင်နိုင်တယ်လဲအောက်လန်းဆရာကိုအထင်မသေးနဲ့ကာမဝိပါကအကုသိုလ်ဝိကျွေးကြောင့်ရုပ်ညံ့တဲ့တင်ညာကိုနှက်တဲ့နေတာဝိကျွေးချိန်ကြလို့ရှိရင်အဲ့ဒီတန်လိုက်တုံးကြီးဒီကိုရောက်လာပြီးတကယ်ခိုင်းတဲ့ခိုင်းမှရတဲ့ဖွဲ့ရတော့ဆရာကြီးမဖြစ်ဘူးလို့မင်းတို့ပြောနိုင်လို့လားအင်္ဂုလိမာလာသည်ဆောက်ထားပြပါဘုရားနဲ့မတွေ့ခင်ကဓမြသခိုးဟုတ်တယ်မလားကြီးသူများပစ္စည်းကိုခိုးတယ်လူကိုသတ်ပြီးလက်ညှိုးဖြတ်တယ်ဓမြသခိုးဘုရားနဲ့တွေ့တော့ဓာသံလေးကိုလွတ်ကြအောင်ချလိုက်တဲ့အချိန်ကြီးယဟန္တာဖြစ်နေမှာလားအဲ့ဒီဥမာလို့ဒီဂိုင်းစစ်ဂိုင်းမှန်ဆိုတာဗမာပြည်တစ်ပြည်လုံးရှိသမျှဘယ်ဂိုင်းမဆိုဆေးတော်စစ်ဂိုင်းတော်စစ်ဘုရားကြိုက်တရားကြိုက်သံဃာကြိုက်ဝိဇ္ဇာကြိုက်ရှင်းနေတဲ့လူမှန်သမျှအဲ့ဒီချိန်ကမှစုပေါင်းပြီးတော့မလာဘူးလို့ပြောနိုင်လို့လားဘယ်နဲ့အရသာကိုရှိသွားတာအဲ့ဒါပြောလိုက်ဟမ်အဲ့ဒီလိုဖြစ်လာကမှဆွေးကြောင်အုံးကြီးသေးတယ်ကလည်းပါတယ်ခမေးချက်တဲ့ခါလည်းပါတယ်ဟိုပြည့်ဒီပြည့်ရေခတဲ့ထဲမှာလည်းပါတယ်ပိုက်ဆံလည်းကုန်တယ်ကျင့်ကြံလာခဲ့ပြီးအနည်း20ကာလပြည့်ကနီးကြမှအချင်းချင်းဘယုတ်ဒုက္ခဘယုတ်ဘရဲ့ဒီအလွဲအမှားတွေတွေးပြီးတော့စိတ်ကောက်ပြီးတော့ခံလိုက်တုံးကြီးရှိရမှာဖဲထွက်သွားတယ်ဆိုတာဖြင့်ဘုန်းနဲ့လို့အဲ့ဒီဖဲထွက်သွားတဲ့ထဲမပါအောင်သတိရှိအမြင်ချက်ပြောတာမယ်မှန်လည်းမှတ်ထားပါအဲ့ဒီချိန်ခါမျိုးမှာဒီနေ့လူမပါအဲ့ဒီစကားပြောပါတို့သားဖတွေဒီကဘာကိုပတ်ရအောင်စွမ်းဆောင်နေတယ်စွမ်းဆောင်နိုင်ခဲ့တယ်ဗမာပြည်ကိုပတ်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လူတော်ကောင်းမှန်သမျှလို့ထံလို့အနစ်နာခံရဒီပညာမရောက်အောင်ပို့ခဲ့ဒါတို့ကောင်းမှုဟုတ်လားအဲ့ဒီ10နှစ်မြောက်ဗန်လိုင်းတုံးကြီးသပွဲအမတန်အားစုကောင်းလာတဲ့ဗမာပြည်တစ်ပြည်လုံးမှာရှိတဲ့သူတော်စင်တွေပေါင်းထားတဲ့တကယ်ဂိုင်းကောင်းဂိုင်းနဲ့ကြီးဖြစ်လာကမှဟောတို့သားဖတဲကနော်တင်းမြင့်ဘွယ်ကတရားဝင်ပါဘူးလေးဘုံပုံလိုက်စမ်းမတို့သားဖတွေအားလုံးဒီကတုံးမှာပါတဲ့လေးဘုံပုံတပုံထွက်သွားလိမ့်မယ်မှတ်သားသမားတပုံသာမဖြစ်အောင်ကြိုးစားနေရတယ်တပုံထွက်သွားလိမ့်မယ်ဘယ်လိုကြောင့်သူတို့ထွက်တယ်လဲသူတို့ထွက်တာမဟုတ်ဘူးဖယ်လိုက်လိမ့်မယ်အဲ့ဒီအင်္ဂါတွေနောက်ပိုင်းပြောပြအဲ့ဒီလိုထွက်သွားတဲ့ထဲမပါအောင်တယောက်မှမထွက်နိုင်အောင်ဘယ်လိုမှထွက်တဲ့ထဲမပါပါစေနဲ့လို့ဆိုပြီးဒီနေ့ဒီတိတ်ခွေမှာမှတ်တမ်းတင်သွင်းလိုက်တာမလားအကယ်၍လေးဘုံဘုံလို့တပုံရွှင်ကျော်ဒုသားဖာတွေကတပုံထွက်သွားရင်နောက်ထပ်လာမှနှစ်ပုံစရာမှတ်ထားလိုက်ပါမှတ်ထားလာမှကျတဲ့နာခင်ဗျားတို့ဟောတော့မလားအခုမှလာဆိုလို့မရဘူးအထောက်ထားပြောပါမယ်ဘာဖြစ်လို့မရလဲအဘေကြီးဘုရားငယ်စဉ်ခါကအမတန်ကောင်းလို့ပညာကိုသူ့ဆဲတော်တွေကိုဗဇတ်ထဲမျိုးပြီးအသေးခံမကွာလို့ဆိုပြီးတော့တယောက်မှပညာမပေးဘဲနဲ့တက်တာလေဆဲတော်တွေထက်သုတ်ကွက်တွေထက်ပြီးပြလိုက်ထိတ်ပြလိုက်ဘာလာကိုတွေ့ထားလိုက်တဲ့သူနဲ့ပြီးတော့မတန်လို့မပေးဘူးလေဘုရားအေးကိုယ်တိုင်အဖေဟန်ကိုယ်တိုင်ပြောတာလေသူသမီးမအေးကြီးသွားမင်းသေသေးခါသေသေးကြသေးရအဖေဘုရားအေးကိုယ်တိုင်
ဒီလိုလူချင်းအသွင်ဖြင့်အဖေအဲ့ဒါတော့ကတော့ပါဖေကျွန်တော်အဖေပြောတဲ့အတိုင်းကျွန်တော်ပြောပြပြီအဖေမြည်တယ်နားလေတော့နော်အဖေကြီးဘိုးတော်ဟန်ငယ်စဉ်ကအဖေကြီးဘိုးတော်အေးစัจ जा မင်းသားဟဲ့ကောင်မင်းတယောက်တည်းအတွက်ထောင်ထားတဲ့ဂိုင်းမဟုတ်ပါနဲ့ပြန်ဖွင့်တယ်နားလေမလားအဲ့ဒါကြောင့်တို့ကလည်းဟိုတော့ကတော့ရင်းတစ်လောက်ထားတဲ့ဒီကောင်တို့လုံးမရဘူးဟမ်ငါခဏခဏပြောတယ်သဗ္ဗေသရာဝေယအောင်လို့ခါတဲ့ကတော့တော်ပေါင်းလို့ချမ်းသာကြပါစေလို့တဏှိတညွတ်တဲ့မေတ္တာပို့နိုင်ရင်ဆွရပေါက်ချဖြစ်တော့အားလုံးချမ်းသာကြပါစေခေါင်းရဲ့မိမကြီးစကားများတယ်မပါပါသေးတော့မရဘူးနားလေခါမှာနော်ဒါကြောင့်ကိုင်းလာဖြင့်အဲ့ဒီလိုဗန်လိုက်သုံးကြီးနဲ့တူသောအားအင်အမတန်ကြီးမားသောဘုရားကောင်းအားလုံးတို့စုရဌာနကြီးသပွဲအဲ့ဒီလိုအင်အားစုကောင်းလာတဲ့အဖွဲအစည်းကြီးဗမာပြည်မှာရှိတဲ့ဂိုင်းကောင်းဂိုင်းမြတ်တို့သူပေါင်းခဲ့သည်ဖြစ်တော့အဲ့ဒီထဲကအနာခံတဲ့လူကမထွက်နိုင်အောင်တယောက်မှမထွက်နိုင်အောင်ငါသားတွေကြိုးစားကြပါနော်သောသောကဘုရားဟောတရားတော်ကိုထောက်ပြထားတဲ့ကိုချင်းတရားကိုလည်းသတိရှိကြပါတယောက်မှမဖယ်ခြင်းရင်ဒီချင်းနေခြင်းရမယ်ဆိုလို့လည်းကဟုတ်လားဂိုင်းဒါဖြင့်မလိုက်တုံးကြီးနဲ့ဖြစ်ပြီးဆယ်နှစ်လည်းမြောက်တော့ငါလည်း65နှစ်ဖြစ်ပါဟုတ်ကလားလိုက်တာ60ဆို65နှစ်ဟုတ်တာပေါ့ဆယ်နှစ်ဆိုတာအခု55 65အဲ့ဒါကြီးရလို့တစ်ဆင့်တရားနဲ့တရားတစ်ဆင့်နဲ့တစ်ဆင့်အဲ့လိုဒါကလည်းအသက်တွေဟုတ်ပါဟမ်အဲ့တော့တရားနဲ့တရားတစ်ဆင့်နဲ့တစ်ဆင့်မိုက်ကောင်ကနော်တော်တရားနဲ့တရားတစ်ဆင့်နဲ့တစ်ဆင့်ဟုတ်လားဘယ်ရောက်သွားမလဲငါပြောတယ်အဲစကားထိုးလာရင်ငါကောင်းလဲတယ်ကွာပါလေ66နှစ်ဖြစ်ပြီဆရာကြီး65နှစ်ဖြစ်ပြီမဲတနေ့တော့မဟုတ်ဘူးဟုတ်တယ်66အခု56မင်း66ဖြစ်သွားတော့ကိုင်း66 86 86 96အစရှိတယ်ပြန်သိကြပါပြီနားသိပြီအသက်ကြီးရမှာဟုတ်ကိုင်းသိသွားကြတယ်ဆိုတာဟာတယောက်သိသွားကြတယ်ဆိုတာဟာတယောက်သိသွားကြတယ်ဆိုတာဟာတယောက်သေသွားကြတယ်ဆိုတာဟာတယောက်သေသွားကြတယ်ဆိုတာဟာတယောက်